မင်္ဂလာပါရတူလူပြောင်းလဲတွေကြားမှာရေကိုစနစ်တကျဘယ်လိုချိုးရမလဲဆိုတာကိုပြောပြသွားမှာပါရေကိုဘယ်လိုချိုးရမလဲဆိုတာကိုမပြောပြခင်မှာဗီဒီယိုလေးတစ်ပတ်ကိုရင်ကြည့်ကြရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးရှင်လည်း like and subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျဒီလိုလည်းမဖြစ်အောင်ရေကိုဘယ်လိုချိုးမလဲဆိုတာကိုကဲကျွန်တော်တို့ကြည့်အောင် let's go ဟုတ်ကဲ့ခုကောင်းလို့ဟိဂျူနီတွေကိုတီးပြီဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါခင်ဗျာကျေးဇူးတင်ပါတယ်